အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လင်းကဈေးနှုန်းလဲတက်တာရမယ်ပြီးရင်အရသာလည်းရှိပြီးတော့တန်တန်ရှင်းရှင်းလဲဖြစ်ရမယ်ဆိုတဲ့ဖူဒီလေးအတွက်ကိုဆိုင်လေးတက်ဆိုင်ကိုလိုင်းညွှန်ပေးမယ်အဲ့တော့ဒီဆိုင်လေးကကြတော့သူကလေတောချက်မိုးဟင်းငါးကိုမှပေါ့နော်ဈေးနှုန်း2200ရယ်နဲ့ရောက်တာအဲ့ဒါအပြင်ကဒီမှာအကျော်ကြီးလဲရတယ်လက်ဖေးလဲရတယ်အဲ့တော့ဒီနေ့မှာလည်းဒီဆိုင်လေးကိုလိုင်းညွှန်ပေးပါမယ်ရှင်ဒီနေ့လိုက်ခက်ကြပါအောင်ဒီမှာဆိုရင်လင်းတို့ဝင်လိုက်တာနဲ့ကိုလေညမာမုတ်တွေလည်းတွေ့တယ်လို့ရှင်မှာဘိန်းမုတ်တွေ့တယ်အကျော်ကြီးလဲတွေ့တယ်အကျော်ကြီးဆိုလို့ရှင်လဲသူကဒီမှာဆိုရင်နေကြစီစစ်စစ်နဲ့ကြော်တာပေါ့နော်ဟိုဘက်မှာဆိုရင်ဒါကြော်နေရဲ့အကျော်အိုးကြီးပဲတော့အကျော်ကကိုယ့်ဟာတာကိုအကျော်တီးတန့်ပေါ့နော်တပွဲအပြင်မှားလို့ရတယ်လို့မွေးငါးတဲ့ထည့်စားခြင်းနဲ့ဆိုလို့ရှင်လဲကိုကြိုက်တဲ့အကျော်ရွေးပြီးတော့ထည့်စားလို့ရအကျော်ကပူပူနူးနူးလေးပြီးတော့ဟိုဘက်မှာလက်ဖေးလည်းရှိသေးတယ်ဒီမှာဒါဆိုရင်သူကနွားနိုးစစ်စစ်နဲ့ပေါ့နော်သူကလောက်ထားတဲ့လက်ဖေးလက်ဖေးရတစ်ခေါက်1500လက်ဖေးရတစ်ခေါက်1500ဒီနေ့လင်းကဒီဇိုင်းလေးကိုလိုက်ညှပ်ပေးမှာစားလိုက်အောင်မယ်စားပြီးရင်အရသာထပ်ပြီးတော့ပြောပြပေးမယ်ကိုကျက်မုံရအပြင်ကျွန်တော်ဒီမှာရတာမုတ်ဖတ်တော့ညက်ဖတ်တော့အောက်ဆက်တော့နောက်သမင်းတော့ပွားဘူးကိုရန်တော့တာပါလားကျော်ကတော့အစုံမဲ့မှာအများကြီးပဲကွာကျက်သွန်ကျော်ဘူးတီကျော်ပြောင်းမှုကျော်မက်ပဲကျော်ကော်ပြန်ဆိုလည်း3မျိုးတော့ရတယ်အာလူရယ်ပြောင်းမှုရယ်နောက်ဒီရက်ဆိုရယ်နောက်အချာပွေးလည်းရတယ်ငပြောကျော်လည်းရတယ်မင်းကတော့အလို့2200ဒါပေမဲ့3ဘွဲယူရင်တစ်ဘွဲလက်ဆောင်တော့4ဘွဲရမယ်4ဘွဲဆိုရင်တစ်ဘွဲကို1650ပဲကြာတော့အပေးရတော့မနုနဲ့နှစ်ပြီးပြောလာတော့တစ်ခွက်1500ပဲယူရဲဒါပေမဲ့5ခွက်ကိုတစ်ခွက်လက်ဆောင်ပေးသေးတယ်ကျွန်တော်နေကြစီတစ်မျိုးပဲသုံးတာမြတ်စားသုံးတဲ့စိတ်ချအောင်ဒါလေးဆိုမပဲကျော်လို့600အာလူကျော်လို့600ဒီတော်တော်များများ600လေးပြီပေါ့နော်1000လမ်းတော့ဒီသက်သက်လို့ကော်ပြမပြောကျော်အဲ့ဒါတွေက1000ဒီအာလူပြားလေးဆိုရင်200ပဲရှိတယ်ကြောက်ဝဲတော့1300ပေါ့ချောင်းဒီဘက်ပစုံကျော်လေးရှိမယ်ပစုံကျော်အကြီးက2500ဒီသေးလေးက1500ဒီပစုံကမောကျော်1500မုံရတဲ့ဒီကထည့်စားလို့ရတဲ့ပြုံပါအကျော်ကြီးပဲတက်ယူစားလို့ရတယ်ကဲမှားထားတာရောရပြီဒါကတော့တောချက်မွေးငါလေးမွေးနေရပဲကြည့်အောင်အယောင်လေးကလည်းလှလိုက်တာတောချက်မွေးငါချက်ထားတာမချက်ရှေ့ဒီကလင်းကတောချက်မွေးငါကိုဘူးသီးကြော်နဲ့မှားထားတာဒီမှာတော့ကိုကြိုက်တဲ့အကျော်တွေရွေးလို့ရရပေါ့နော်ဒီမှာကိုယ်တိုင်လည်းကြော်တာဖြစ်တဲ့အတွက်အကျော်ကတော့ကိုကြိုက်တယ်လို့ပဲကိုကြိုက်တာထည့်စားပဲမြည်ကြည့်လိုက်မှာချိုးနေတယ်တော့ကြမွေးငါဆိုတော့နင်တို့ဒီလိုမျိုးပေါ့နော်ပူစီနန်တို့ပဲပင်မောက်တို့ထည့်ပေးတာနန်းနန်းမင်းတို့နင်ကတော့ပဲသေးသိမ့်မကြိုက်ဘူးစီနန်တို့ဒါတို့ထည့်စားတာမိုက်အဲ့တော့မှမျိုးသေးလေးထည့်ရှယ်ပဲသူကလေမွေးငါဆိုလို့ရှိရင်တပွဲကို2200အကျော်ကတော့ကိုထည့်တဲ့အကျော်ပေါ်မူတည်ပြီးတော့အကျော်တော့သူ့ဈေးနဲ့သူရှိရပါတော့အဲ့မှာတကယ်လို့ကိုက3ပွဲဝယ်တယ်ဆိုလို့ရှိရင်တပွဲလက်ဆောင်ရတယ်အဲ့တော့3ပွဲဝယ်တာနဲ့တွက်ကြည့်ရဆိုရင်ဒီလိုမျိုးတပွဲကိုမှ1650ပဲရှိတယ်အဲ့တော့တန်တယ်အဲ့တော့ဒီမှာကြည့်လိုက်တာနဲ့လေတန်တန်ရှင်းရှင်းရှိတာတော်တော်လေးအဆင်ပြေတယ်ဒီလားစားကြပါအောင်ရှင်ကောင်းလားသားနေနဲ့ငါးသားပတ်တွေလည်းပါတယ်နောက်တော့ခေါ်တော့ချက်မွန်ဟင်းကလို့ပြောလာအောင်သူကလေအနက်မွန်မွန်လေးနဲ့ပြင်လေငရောကောင်းတဲ့အရသာလေးပါခံစားရတယ်ငါပြောဦးဆိုလို့ရှင်လဲငါပြောဦးနုနုလေးနဲ့ထည့်ချက်ထားတာဒီလိုကြက်သွန်ဦးကြီးပါထည့်ပြရဒီဟာရဲ့ဈေးနှုန်းက2200မှလင်းတကယ်လို့ပေါ့နော်ခုနပြောသလို3ဘွဲဝယ်1ဘွဲလက်ဆောင်ရရဲဆိုရင်4ဘွဲလောက်စားရင်တော့တော်တော်များများရမှာအဲ့မှာထမင်းနဲ့ထည့်စားလို့ရှိရင်ရှယ်ပဲတော်တော်လေးကောင်းလို့နောက်တစ်ခုကလေမုတ်ဖက်ပေါ့နော်မုတ်ဖက်ကဒီအလုံးကိုကြည့်လိုက်အရင်မကြည့်ဘဲနဲ့လေပြင်းပြင်းလေးလေနည်းနည်းအဲ့လိုမုတ်ဖက်ကိုအရင်ချက်တယ်နောက်ပြီးမုတ်ဖက်နဲ့အလုံးကြည့်ရဆိုရင်စားရတာလင်းသိမ့်မကြိုက်ဘူးဒီမုတ်ဖက်တွေသေးသေးမြင်မြင်လေးဆိုရင်စားရတာတော်တော်လေးဆင်ပြေပစုံများများနဲ့ကြော်ထားတဲ့ပစုံကြော်မွားနေရတယ်ကောင်းလားမမရင်းနဲ့စားကောင်းလားဒီလားမမနေဘူးဟိုတော့ကောင်းတယ်ဟာကြောင့်နောက်ပစုံကြောမှာဆိုရင်
ပစုံတွေကလေအဲ့လိုအများကြီးပဲပါတယ်လို့လားရှယ်အော်ဒါကြော်လေနောက်မန္တလေးပဲကြော်လေးမှာထားတယ်မကြီးလင်းပြမယ်နော်ဘယ်လောက်တောင်မွားနေတယ်မကြီးထိလိုက်တာကြည့်အောင်လုံးဝလေမာမနေပဲနဲ့မွားလေးဖြစ်နေတာတွေ့လားကြုံရှယ်စကားကြော်လေးနဲ့စားပေါင်းလားဒီဆိုင်မှာလေအကျော်ကလေဘာထူးကြလဲဆိုတော့ तू ကနေကြစီစစ်စစ်နဲ့ကြော်တာနေကြစီစစ်နဲ့ကြော်တော့လေတို့တကယ်လို့ပေါ့နော်အပြင်စားလို့စီမတန့်လေချောင်းများလာတော့တခါကျရင်လေဘိုက်အောင်လာတော့ဖြစ်တတ်တယ်အဲ့တော့အဲ့လိုမျိုးကြောက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒါလေးကတော်တော်အဆင်ပြေတယ်အဲ့လိုလေကြည့်လိုက်တဲ့အခါမှာဆိုရင်နေစီကလုံးဝကြည်တောက်ပြီးတော့လေကြော်တာမယုံငါးအောင်ယုံဘွားညာပဲဒါကြမလို့အသေးကိုကြော်ထားတာရှယ်ရအောင်ဒီဆိုင်မှာနောက်ထပ်စားကျင်တာတစ်ခုရှိတယ်တောက်ချင်တာပေါ့ဒီလက်ဖေးနွားနို့စစ်စစ်နဲ့လောက်တာနွားနို့စစ်စစ်နဲ့နှက်ထားရလက်ဖေးပေါ့နော်အပေါ်ကနှက်ထားတာဆိုဂျိုးဘက်တွေလို့ပြောလို့ရမယ်ထင်တယ်သလားမွေးနေရပဲလုံးဝကောင်းတာနွားနို့စစ်စစ်နဲ့ပြောတော့လည်းတောက်လိုက်တဲ့အခါမှာလေရှားပေါ်မှာလေစိမ့်စိမ့်လေးနဲ့တော်တော်လေးတောက်လို့ကောင်းတယ်အော်ဒါကလည်းဒီဆိုင်မှာလူကြိုက်များတယ်အတုပ်ဘာလို့ဆိုတော့ဒီမှာဖွားဖို့မုတ်ဖတ်တုပ်ပေါ့နော်သူကဘာလဲဆိုတော့စကိုင်းစီချက်ကိုမှသူကလေအတုပ်ကိုမှဒီလိုစီစီလေးဖြစ်ဖို့အတွက်ကိုအပေါ်ကနေအာလူးပေါ့နော်အာလူးရည်လေးကိုစမ်းပြီးတော့တုပ်ထားတယ်လုံးဝစီစီပိုင်လေးနဲ့စားလို့ကောင်းမဲ့ပုံစံလေးဗမာတုပ်ပေါ့စားလိုက်ပါအောင်ရှင်စားချပါအောင်ကောင်းလား생각 잡고 đi bé con nào tôi sẽ tuyến này đi mà sao lại hải con cái đẹp quá mình chơi được lắm chứ ok sao bên gà đó lâu vào trên này y xin hoa mẹ mỗi lần sao mà thân nhà gì đi nè mà chiếu ông đi phiêu thải share tao lại không thế này là đi thấy mới chụp bên này đi ông mà liệu ý này y đi với tao cònစားလို့တော့တော်တော်လေးကိုကောင်းတာပါဆိုင်လေးကကြတော့ Dorin ရွှေ E Coffee ဆိုင်လေးအရှိမဖွင့်ထားတာပေါ့နော်ဆိုင်ရဲ့လိပ်စာလေးကကြတော့လင်းတို့ရှားရလွယ်တယ်ဝါရန်လမ်းမပေါ်လမ်းမတော်မြို့နယ်မှာရှိတာပါဒါဆိုင်ကနေ့လယ်တနားလောက်ဆိုစပြီးတော့ဖွင့်ပြီညနေ9:00နာရီခွဲ6:00နာရီဝန်းကျင်လောက်ထိပေါ့နော်တော်တော်လေးလည်းစားလို့ကောင်းပါတယ်အဲ့တော့ဈေးနှုန်းလည်းသက်သာတယ်တန်ရှင်းတက်ရမှုလည်းရှိတယ်အရသာလည်းကောင်းတဲ့အတွက်လင်းရဒီဆိုင်တို့လက်ညှို့ပေးတာပါရှင်အဲ့တော့ဒီနေ့လင်းရ blog လေးဒီလောက်ပါပဲနောက်ထပ် blog မှာပြန်မြတ်တွေ့ကြပါမယ်ရှင်တတ်တာ